မင်္ဂလာပါခင်ဗျဒီကောင်လေးကတော့ကျွန်တော်တို့ Panasonic 110 inverter တိုက် weight short ဆက်လေးပါသူကဘာဖြစ်တာလဲဆိုတော့ကျွန်တော်တို့ဒီရှော်နေနဲ့တကားလော့ကကြာသွားတယ်ပေါ့လော့ကြတဲ့အထိသူကအေးဆေးပဲပေါ့နော်ဒါပေမဲ့ရှော်လို့ပြီးသွားရင်သူကတကားလော့ကပြန်မပြုတ်တော့ဘူး customer ကအထက်ကအဝတ်တွေလဲထုတ်လို့မရတော့ဘူးပေါ့သူကအဲ့လိုအမြဲတမ်းဖြစ်နေတာပေါ့အဲ့လိုဖြစ်တဲ့ဟာကိုကျွန်တော်တို့ဒါအဲ့ဒါရှာရမှာဖြစ်ချက်ရှာပြီးတော့ကျွန်တော်တို့ပြုပြင်ပါတယ်ပြုပြင်ပြီးတော့ကျွန်တော်တို့ဆက်ထဲကိုပြန်မထည့်ခင်ပြင်မှာကျွန်တော်အလွတ်အနေထားနဲ့စမ်းတယ်ပေါ့နော်ကတ်တွေအပြင်ထုတ်ပြီးတော့စမ်းတယ်လော့တွေပြန်ပြုတ်လားမပြုတ်လားကျွန်တော်တို့စမ်းတယ်လော့အဝင်အထွက်မှန်မမှန်ကျွန်တော်တို့စမ်းတယ်ပေါ့ပြီးတော့တခါတည်း customer ကဘာပြောလဲဆိုတော့ရောက်လက်စနဲ့စာပင်မှာတခါလေးလုပ်ပေးပါပေါ့တန်ရှင်းအတွင်းပြင်အကုန်တန်ရှင်းကျွန်တော်တို့လုပ်ပေးရတယ်ပေါ့အဝတ်တွေမပြောင်းလို့ဝတ်တဲ့အဝတ်လျှော်ပြီးရင်အမှုံတွေကတ်နေလို့ဆိုလို့ကျွန်တော်တို့တစ်လုံးလုံးကိုဖြုတ်ပြီးတော့ဒါတန်ရှင်းလုပ်ပေးရပါတယ်ပြီးသွားရင်တော့သူ့စင်းနဲ့သူကျွန်တော်တို့ဒီချာလေးပြန်တက်ပြီးသွားတဲ့အခါမှာစစ်ဆေးစရာရှိတာစစ်ဆေးတယ်ပေါ့ပြီးရင်ကျွန်တော်တို့ဒါအစအဆုံးပြန်စမ်းပြီးတော့မှပြန်ပေးလိုက်ရမှာပေါ့